ဘာကိုတွေရဲ့ character တွေနဲ့တိတ်ပြီးတော့မှမတူဘူးလို့ခံစားနေရလားဒါဆိုလို့ရှိရင်အဲ့ဒီဘာကိုထဲမှာအပိုင်း3ဝိုင်းကွဲနေတာလေးကိုအမလာကြီးပြပြပေးသွားပါမယ်။ August 19ကနေပြီးတော့မှ August 25 Leo Virgo Cup လေးတွေဖြစ်ပါတယ်။ Cast for Exposure ထုတ်ဖော်ခြင်းနယ်နိမိတ်ပွားလေးတွေဖြစ်ပါတယ်။ Leo ရဲ့ခေါင်းဆောင်မှု Virgo ရဲ့စိတ်ဆက်သိကြမှုအဲ့ဒီ character 2မျိုးကိုပေါင်းစပ်ထားတာဖြစ်ပါတယ်။အလုပ်ကြိုးစားတဲ့သူလေးတွေပါအရာရာကိုအပြစ်ပြောစရာမရှိအောင်လှုပ်ဆောင်တတ်ပါတယ်။အားသာချက်ကတော့စနစ်ကျတယ်ရီမန်းချက်ကြီးတယ်စိတ်ကူးရင်ဆိုင်ုံတွေမကပဲနဲ့လက်တွေ့ကြလှုပ်ဆောင်နိုင်စွမ်းရှိပါတယ်။အားနည်းချက်ကတော့သူများတကာအပေါ်မှာရောကိုအပေါ်မှာရောဝေဖန်လွန်းတတ်ကြပါတယ်။အသေးဖွဲလေးအစားလိုက်ပြီးတော့မှစစ်ဆေးတတ်လို့တခါတလေစိတ်ဖိစီးမှုလည်းများတတ်ကြပါသေးတယ်။အပိုင်းနှစ် August 26ကနေပြီးတော့မှ September 18ဘာကိုစစ်ကြီးတွေပါစိတ်ကူးရင်ဆန္ဒထက်လက်တွေ့ကြတာပဲပို့ပြီးတော့ဦးစားပေးတတ်ပါတယ်။ဘာလို့စိတ်ဆက်သေးကြမှုရှိရဲ့သူတစ်ပါးကိုအကြံပေးရတာမျိုးကြိုက်တယ်တန်ရှင်းသက်ရက်တာကိုသဘောကျတယ်။သူတို့ရဲ့အကောင်းဆုံးဖြစ်ခြင်းနဲ့စိတ်တွေကြောင့်တခါတလေစိတ်ဖိစီးမှုများတတ်ပါတယ်။ဒါကတော့ဘာကိုစစ်ကြီးတွေရဲ့ character အတူချုပ်ဖြစ်ပါတယ်။ဘာကိုလေးတွေရဲ့ character အကြောင်းအမှပြောထားတဲ့ဗီဒီယိုရှိပါတယ်။အဲ့ဗီဒီယိုအမအကောင့်ထဲမှာဝင်ကြည့်လို့ရပါတယ်နော်။အပိုင်း3စက်တင်ဘာ19ကနေပြီးတော့မှစက်တင်ဘာ25ဘာကို Libra ကတ်လေးတွေဖြစ်ပါတယ်။ Cast for Beauty လှပခြင်းနဲ့နမိတ်ပွားလေးဖြစ်ပါတယ်။ဘာကိုရဲ့လက်တွေ့ကြမှု Libra ရဲ့ဟန်ချက်ညီမှုအဲ့ဒီ character 2မျိုးကိုပေါင်းစပ်ထားပါတယ်။အနုပညာမျက်စိရှိတယ်လှပပလေးတန်တန်ရှင်းရှင်းလေးနေရတာကိုသဘောကျတတ်ကြပါတယ်။စကားပြောလိမ္မာပါနေတဲ့သူလေးတွေဖြစ်ပါတယ်။အားသာချက်ကလေးတွေကတော့သဘောထားကြီးတယ်ညံကောင်းတယ်လူမှုဆက်ဆံရေးပြည့်ပြည့်တယ်တရားမျှတမှုကိုမျက်နှိုးတဲ့သူလေးတွေပါအားနည်းချက်ကတော့အရာရာကိုအကောင်းဆုံးဖြစ်ခြင်းနဲ့စိတ်ကြောင့်တစ်ခါတလေဆုံးဖြတ်ချက်ချရတာတွေခက်ခဲတတ်ပါတယ်ကဲဒီနေ့အမှပြပေးသွားတော့ဘာကိုဆိုင်းလေးတွေရဲ့ကြောင်းလေးတွေဖြစ်ပါတယ်တခြားရာသီကွန်လေးတွေရဲ့ကြောင်းလေးတွေကိုသိကျင်သေးရဆိုလို့ရှိရင်တော့အမကို like and share follow လေးလုပ်သားပေးလို့ရပါတယ်ရှင်